တို့တွေတူသွားဆိုတန်သူညီများလာပါလေကပါစီလက်တွေစောရှိကိုတော့ထွဲအမန်กระเชนมิวตมีสิยงตีทองเด็กเปิดมาปาวินดูแลพี่ปาดียันนี้ที่ EC member เนี่ยดาวงบุลสาวเป็นเนี่ยดาวงพี่ปาดี WLB สาวเป็นดาวงกะเปิดสิเนี่ยเลย WLB Women's League of Burma ขอที่ได้ประมาณปีมาชีได้ดูดีอารมณ์เชื่อต้มเพื่อปาเวนบีทราบเพื่อเคสเด็กเพื่อพิบัติเด็กไอ้ด่าจังเอ็กเคมิวทามาอันดีเล็ก WLB มาตบาดีโอนจริงอันนี้เนี่ยลูกสาวไปเคสดี KWAT ဟာဆိုလို့ရှိရင်အမျိုးသမီးများရဲ့တန်းတူညီမျှရေးတန်းတူအခွင့်အရေးနဲ့အမျိုးသမီးများခေါင်းဆောင်ပိုင်းနေရာမှာရောက်ရှိဖို့ရန်အတွက်ဤစနစ်ကျကျချင်းကလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့ ချင်းအမျိုးသမီးအင်အားစုနဲ့ဖွဲ့စည်းထားတော့အဖွဲ့အစည်းတစ်ခုဖြစ်ပြီးကချင်ဒေသမှာရှိတဲ့အမျိုးသမီးအခွင့်အရေးများနဲ့တန်းတူညီမျှမှုရရှိရေးအမျိုးသမီးများနိုင်ငံရေးနဲ့ဆုံးဖြတ်ချက်ချတဲ့အဆင့်တိုင်းမှာပါဝင်နိုင်ဖို့ကြိုးကြိုးပမ်းပမ်းလှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်KWAT ထဲမှာကျမတို့အနေနဲ့အဓိကလုပ်ငန်းစဉ်လေးခုအနေနဲ့ကျမတို့လှုပ်ဆောင်နေတဲ့ဟာရှိတယ်ပထမဆုံးအနေနဲ့ကကြတော့ဒီကျမရဲ့နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုလည်းကျမတို့ဒီ25နှစ်တာပတ်လည်25နှစ်တာအတွင်းမှာကျမတို့ဒီဝဲလံခေါင်ဖျားတဲ့ကချင်ဒေသမှာရှိတဲ့ဒီတူလူထုတွေအတွက်ဒီကျမရေးဆောက်ရှောက်မှုလုပ်ငန်းစဉ်တွေကိုလည်းကျမတို့ပေးနိုင်ခဲ့တယ်အဓိကကကြတော့ဒီမိခင်နဲ့ကလေးသူရဲ့ကျမရေးနဲ့ပတ်သက်တဲ့ဟာကိုကျမတို့ဝန်ဆောင်မှုပေးနိုင်တယ်။တောင်းတွေမှာလည်းကျမတို့ဒီနေတွေကို reproductive health နဲ့ပတ်သက်တဲ့အမြင်ကွင်းမှုတွေကိုကျမတို့ပေးနိုင်ခဲ့တာရှိပါတယ်ရှင့်။ဆိုတော့ကျမတို့ဖွင့်ထားတဲ့စေခန်း၃ခုကနေကျမတို့လစင်လာတိုင်းကျမတို့လူနာတွေရာကျော်ကိုကျမတို့ဒီကျမရေးပတ်သက်တဲ့ဆက်ဆောင်မှုတွေလည်းကျမတို့ပေးနိုင်ခဲ့တာရှိပါတယ်။ဒီနောက်ထပ်လုပ်ငန်းစဉ်တစ်ခုအနေနဲ့ကကြတော့ကျမတို့ခွင့်အနေနဲ့25နှစ်တာအတွင်းမှာလူငယ်ပေါင်းထောင်ချီကိုနိုင်ငံရဲ့အမြင်ဖွင့်မှုများစွာကျမတို့ပေးနိုင်ခဲ့တယ်အမျိုးသမီးခေါင်းဆောင်များစွာကိုလည်းကျမတို့မွေးထုတ်နိုင်ခဲ့တယ်ဆိုတော့ကျမတို့မွေးထုတ်နိုင်ခဲ့တဲ့အမျိုးသမီးခေါင်းဆောင်တွေများစွာဆိုရင်လည်းကျမတို့ရဲ့ဒေတာအတွင်းမှာရှိတဲ့ဒုမို့အဖွဲ့အစည်းအတိုင်းဝိုင်းမှာဒီဥဆောင်တဲ့အခမ်းအနားတွေမှာဆက်လက်ပြီးမှတာဝန်ထမ်းဆောင်နေတဲ့သူတွေများစွာရှိဖြစ်ပါတယ်ကျမကိုယ်တိုင်ကလည်းပေါ်လာဖွင့်ထားတော့အမျိုးသမီးဆိုင်ရင်မြင့်တင်ချင်းတင်တန်းမှာတင်တန်းသူဟောင်းတယောက်ဖြစ်တယ်လို့ယခုလက်ရှိမှာလည်းပေါ်မှာတာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကျမတို့အနေနဲ့ဒီကုန်းကူမှုတာစီနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေလည်းကျမတို့လှုပ်ဆောင်နိုင်ခဲ့တယ်အဓိကအနေနဲ့တော့ဒီကျမတို့human trafficking နဲ့ဒီကျမကျန်းမာမှုနဲ့ပြပေါ်လာတဲ့ gender based violence နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကိုကျမတို့survivor တွေကိုကျမတို့ပံ့ပိုးမှုတွေကျမတို့လုပ်ဆောင်ခဲ့တယ်ဆိုတော့ကျမတို့ဒီ25နှစ်တာကာလအတွင်းကျမတို့ပြန်ကြည့်တဲ့အချိန်မှာကျမတို့survivor ရာကျော်ကိုကျမတို့အနေနဲ့ case data ကိုကျမတို့ကောက်နိုင်ခဲ့တယ်သူတို့ကိုကျမတို့အနေနဲ့ဒီစိတ်ပိုင်းဆိုင်ရာဆောက်ရှောက်မှုတွေပြောလို့ရှိရင်ကျမတို့ခွတ်မှာထားရှိတဲ့ဒီ safe house တွေထဲမှာဒီစားတဲ့ camp ပေးတဲ့ဟာမျိုးတွေသူတို့အတွက်လိုအပ်တဲ့ဒီပြောမယ် livelihood support တွေကိုကျမတို့ပေးနိုင်ခဲ့တဲ့ဟာတွေလည်းကျမတို့ရှိခဲ့ပါတယ်ကျမတို့ဘက်မှာဆိုရင်ဒီတရုတ်နဲ့လည်းနေဆက်တဲ့နေဆက်ဒေတာလည်းဖြစ်တဲ့အလျောက်
ဒီ human trafficking နဲ့ပတ်သက်တဲ့ဟာမျိုးတွေဒီရုပ်နိုင်ငံဘက်ချမ်းမှာအမျိုးသမီးငယ်လေးတွေအကြောင်းစားခံရတဲ့ဟာမျိုးတွေအရင်အတမပုံဆောင်ခိုင်းတဲ့ဟာတွေပြီးလို့ရှိရင်ဒီအမျိုးသားတရုတ်အမျိုးသားတွေလက်ထပ်ရတဲ့ဟာမျိုးတွေဆိုတော့ case တွေတော့အများကြီးရှိပါတယ်ရှင်ဆိုတော့အဲ့လိုမျိုးဟာတွေကိုကျွန်တော်တို့အနေနဲ့ကိုကြီးပတ်ပုံမှုတွေကိုကျွန်တော်တို့ဆက်ဆက်မပြတ်စူးစမ်းပြီးမှကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့ဟာတွေရှိပါတယ်ဆက်လက်ပြီးကျွန်တော်တို့ခွင့်အနေဖြင့်လူခွင့်ချိုးဖောက်မှုမှတ်တမ်းတွေကိုကောက်ယူတဲ့လုပ်ငန်းစဉ်တွေကိုကျွန်တော်တို့လုပ်ဆောင်နေပါတယ်အဓိကကကြတော့ဒီကချင်ဒေသအတွင်းမှာဖြစ်ပျက်တဲ့လူခွင့်ချိုးဖောက်မှုdata တွေကိုကျွန်တော်တို့ cases တွေကိုကျွန်တော်တို့မှတ်တမ်းတင်ကောက်ယူမှုတွေကိုကျွန်တော်တို့လုပ်ပါတယ်ပြီးတော့လည်းကျွန်တော်တို့အနေဖြင့်တို့အတွက်ဒီစိတ်ပိုင်းဆိုင်ရာဥတရေးတွေကိုပြီးလို့ရှိရင်တို့အတွက်လိုအပ်တဲ့ဒီတို့ရဲ့ဝင်ငွေတွေပေါ့နော် income generation တွေရှိလာဖို့အတွက်လည်းကျွန်တော်တို့ဒီဒီမှာတို့ကိုကျွန်တော်တို့လက်တွဲခေါ်တဲ့ဟာမျိုးတွေလည်းကျွန်တော်တို့လုပ်ငန်းစဉ်တွေကျွန်တော်တို့လုပ်ဆောင်ဖြစ်ပါတယ်ရှင် အနာသိပြီးနောက်ပိုင်းတော်ရန်ရေးခီးစဉ်ကိုပြောရမယ်ဆိုရင်2021ဒီတူလူထုစန္ဒပြပွဲမှာလည်းကျွန်တော်တို့ပါဝင်နိုင်ခဲ့တယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ကချင်ဒေသအချို့မှာရှိတဲ့ဒီလူငယ်တွေ demonstration မှာဦးဆောင်နေတဲ့လူငယ်တွေအတွက်လိုအပ်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့လူခွင့်ရေးအတွက်တက်ကြွလှုပ်ရှားသူအယောက်90အတွက်လည်းလိုအပ်တဲ့အကူအညီတွေကိုကျွန်တော်တို့ပေးနိုင်ခဲ့တယ်။ ဆက်လက်ပြီးကျွန်တော်တို့ခွက်အနေနဲ့ဒီကျွန်တော်တို့ရဲ့ကချင်လူထုတွေအတွက်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီကချင်အမျိုးသမီးတွေအတွက်မြန်မာနိုင်ငံမှာလူခွင့်ရေးကိုလေးစားတံပိုးထားတဲ့ Federal Democracy နိုင်ငံဖြစ်ပေါ်လာရဲ့အတွက်ကျွန်တော်တို့ရဲ့အမျိုးသမီးအဖွဲ့ချုပ်မြန်မာနိုင်ငံနဲ့အတူဖွဲ့ဝေအဖွဲ့အစည်းတွေနဲ့အတူကျွန်တော်တို့ဆက်လက်ပြီးမှတိုက်ပွဲဝင်သွားမယ်ဖြစ်တဲ့ဟာကိုလည်းပြောကြားလိုပါတယ်